ငါရဲ့လက်ရှိကျင့်ကြံမှုနဲ့ဆိုရင်မူလခန္ဓာကိုယ်ကရှိနေမယ်ဆိုရင်တော့ထော်ဆန်အောင်ငါမရှိနိုင်ဘူးစစ်ထူနန်ပါကူညီပေးမယ်ဆိုရင်တော့ရလက်ကတော့ပြောင်းလဲမှာမဟုတ်ဘူးဘာဖြစ်ဖြစ်ထော်ဆန်ကထူစီရဲ့စွမ်းကိုအမွေရထားတာသူ့ရဲ့အထွန်းထိပ်အစ်စ်မှာထူစီကဂျိုတလုံးတော်လက်ဖွားတစ်ချက်နဲ့ဖြက်စီးပြနိုင်တဲ့ကျက်8ပွင့်ရှေးအောင်တစ်ဖျားတစ်ပါးပဲဝယ်လင်းကလည်းညွန့်ကျုံလိုက်ပါတယ်ထော်ဆန်ကတော့သူ့ရဲ့ရင်ထဲကစူးတစ်ချောင်းပဲဖြစ်ပါတယ်သူကဟင်းသာပရာဂျိုကနေအမျက်ထွက်သွားခြင်းနဲ့အကြောင်းရင်းတစ်ခုကလည်းထော်ဆန်ကြောက်ပါပဲကျိုးယူအိမ်ပြန်ဖို့ချူနိုင်ငံကိုပြန်ရမယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့တောင်းဆိုချင်ပါတယ်ဝယ်လင်းရဲ့မျိုးလုံးများလည်းလင်းလက်သွားပြီးချူနိုင်ငံစီကိုပြန်တန်းသွားပါတယ်လမ်းတစ်လျှောက်မှာလည်းကောင်းကင်ကမင်းနဲ့နေရဲ့မိုးတိတ်များနဲ့ပြင်းနေပါတယ်မိုးတိတ်နေထဲမှာလည်းစွန့်ပစ်ခံမတင်မျိုးနဲ့ဝင်များပြင်းနေပါတယ်ဟင်းသာပရာဂျိုအမြင်ပြောင်းဖို့အတွက်မိုးတိတ်မဲတွေကိုအသုံးပြုနေကြပါတယ်ဝယ်လင်းရမြင်လီမျက်နှာကြီးကမှောင်မဲလာလီကျူချွဲစီကိုမုံတီးမဲ့သူကလည်းကျင့်ကြံသူတယောက်ပဲဖြစ်ပါတယ်လမ်းတစ်လျှောက်မှာစွန့်ပစ်ခံမတင်မျိုးနဲ့ဝင်နေအများကြီးကိုတတ်ခဲ့ပါတယ်ကံမကောင်းစွာနဲ့အရန်အောင်များလုံးတော့လက်လျှော့ပြီးချူနိုင်ငံစီကိုပြန်တိုင်ပုံွက်နေခဲ့ရပါတယ်အဆင့်တုံကျင့်ကြံနိုင်ငံတွေအလုံးဒီပါပျက်စီးသွားပြီးစွန့်ပစ်ခံမတင်မျိုးနဲ့စုရဲ့လက်အောက်ကိုကြောက်သွားပါတယ်ဟင်းသာပရာနိုင်ငံနဲ့ဒုတိယစစ်ပွဲစတင်တဲ့အခါစွန့်ပစ်ခံမတင်မျိုးနဲ့ဝင်အလုံးကဟင်းသာပရာဂျိုမှာစုဝေးနေကြပါတယ်ဟင်းသာပရာဂျိုခီးသွားနေရင်စွန့်ပစ်ခံမတင်မျိုးနဲ့စုကလမ်းတစ်လျှောက်လူတိုင်းကိုတိုက်ခဲကြပါတယ်အဆင့်လေးကျင်းကျရဲ့နိုင်ငံအများပြားကလည်းသူတို့ရဲ့လက်ထဲကိုကြောက်သွားပါတယ်ဂျိုတစ်ခုလုံးကလည်းသွေးများနဲ့ဖုံးလွှမ်းနေပါတယ်ဟင်းသာပရာဂျိုရဲ့ကောင်းကင်မှာလည်းကျင်းကျသူများပုံမနေပါလာပြီးမိုးတိတ်မဲများကတော့အမြဲတမ်းရှိနေသလိုပဲဖြစ်နေပါတယ်စွန့်ပစ်ခံမတင်မျိုးနဲ့စုနှစ်ပေါင်းထောင်ချီပြင်ဆင်ခဲ့တဲ့တိုက်ခိုက်မှုကဟင်းသာပရာဂျိုမှာအပြေအဝပေါက်ကွထလာပါတယ်ဒုတိယစစ်ပွဲကစတင်တာနဲ့ဟင်းသာပရာနိုင်ငံကပြင်းထန်တဲ့တံပယ်တိုက်ခိုက်မှုတွေကိုချက်ချင်းပဲစတင်ခဲ့ပါတယ်ချန်ဖန်တော့ထိုတိုက်ပွဲရဲ့ခေါင်းဆောင်ဖြစ်ခန့်ထားကြောင့်ကျင်းကျသူတွေအားလုံးကသူ့ရဲ့အမေကိုနာခံရပါတယ်ကျင်းကျသူအများပြားနေရာအသီးသီးကိုဆွန့်ပစ်ပြီးစွန့်ပစ်ခံမတင်မျိုးနဲ့စုကိုတိုက်ခိုက်ဖို့အတွက်ဆေးလုခဲ့ပါတယ်အဆင့်ကကျင်းကျရဲ့နိုင်ငံတိုင်းကတိုက်ပွဲကွင်းပြင်ဖြစ်လာပါတယ်ဂျိုတစ်ခုလုံးကလည်းတော်လုံးနေပြီးထိုစစ်ပွဲကြောင့်ပြိုကွဲတော့မဲ့အနေအထားမှာရှိနေပါတယ်ဒို့ရရင်ဟင်းသာပရာနိုင်ငံကခုခံမှုအင်အားမရှိလို့အဆက်မပြတ်ကြာရှုံးနေခဲ့ရပါတယ်နေ့တိုင်းလို့ကျင်းကျသူအများပြားလည်းတိုက်ပွဲမှာတည်ဆုံသွားခဲ့ရပါတယ်တစ်ချိန်တည်းမှာပဲထွက်ပြေးလွတ်မြောက်လာတဲ့ကျင်းကျသူတွေစီကထိတ်လန့်စရာသတင်းတစ်ခုကပြန့်နှံ့လာပါတယ်မင်းအဆင့်ကကျင်းကျရဲ့နိုင်ငံကဂိုင်းနေအလုံးဗပြောင်းသွားပါတယ်ချင်းအဆင့်ကကျင်းကျရဲ့နိုင်ငံကလည်းဗပြောင်းသွားပါတယ်အဆင့်ကကျင်းကျရဲ့နိုင်ငံ၃ခုရဲ့တစ္ဆာဖောက်မှုကခုခံပေးနေတဲ့ဟင်းသာပရာနိုင်ငံအတွက်ပါရိုက်ခံရတယ်လို့ခန်းစားစီရပါတယ်နောက်ဆုံးမှာတော့ဟင်းသာပရာနိုင်ငံကသူတို့ရဲ့ကာကွယ်ရေးနည်းစနစ်ကိုဟင်းသာပရာကုန်းမြင့်ကြီးစီကနေပြန်ုံသိမ်းလိုက်ရပါတယ်ဒို့ရရင်ပို့ပြီးတော့ထိတ်လန့်စရာသတင်းတစ်ခုကလည်းပြန့်နှံ့သွားပါတယ်ထိုသတင်းတွေကြောင့်ဟင်းသာပရာဂျိုဘောကကျင့်ကြံသူတိုင်းကတုံးလုံးသွားပါတယ်ထိုမျိုးဆက်ဟင်းသာပရာရဲ့ညီရွှမ်းချွဲစီဟင်းသာပရာဘွဲအတွက်တိုက်ခိုက်ခြင်းမှာရှုံးနေခဲ့တဲ့လူကပေါ်လာပါတယ်သူကရုတ်တရက်ကျူချွဲစီနဲ့တူညီတဲ့တိုက်ပွဲမှာပေါ်လာပြီးကျူချွဲစီကိုခုံးဝင်တိုက်ခိုက်ခဲ့တာကြောင့်ကျူချွဲစီကပြင်းထန်စွာနဲ့ဒဏ်ရာသွားပါတယ်ရွှမ်းချွဲစီရဲ့အစစ်မှန်ကတော့စွန့်ပစ်ခံမတင်မျိုးနဲ့ရဲ့ဒုတိယဘိုးဘေးဖြစ်ပါတယ်သူကချူနိုင်ငံကိုပြန်လာခဲ့တဲ့ထိုသတင်းကိုကြားခဲ့ပါတယ်သူ့ရဲ့နှလုံးသားထဲကတုံလုံးမှုကိုလည်းဖော်ပြလို့မရနိုင်အောင်ဖြစ်ခဲ့ပါတယ်ရွှမ်းချွဲစီကသူ့ကိုလာရှာလိမ့်မယ်လို့သူကလည်းခန်းစားနေရပါတယ်ဒို့ရရင်ရွှမ်းချွဲစီကမတိုင်ခင်ဝယ်လင်းကိုတယောက်ကရှာတွေ့ခဲ့ပါတယ်ထိုနေ့မှာတော့ဝယ်လင်းကရှင်းအောင်တီနီယာရွှေမြောင်းချင်းနီးပညာတစ်ခုကိုဖိလိုက်ပါတယ်ထိုနီးပညာရဲ့ဦးတီယာကတော့ချူနိုင်ငံပဲဖြစ်ပါတယ်တီနီယာရွှေမြောင်းချင်းနီးပညာတွေကိုဝင်လိုက်တဲ့အချိန်မှာပဲဝယ်လင်းကရက်ပြီးနောက်ကိုပြန်လဲကြည့်လိုက်တော့ကော်ရုပ်ထိုးကိုစောင်းထားတဲ့ကြမ်းခိုင်တန်မာတဲ့တက်လက်ပိုင်လူတယောက်ကလာနေတာကိုတွေ့လိုက်ရပါတယ်အကူဝံငါတို့နောက်ဆုံးတွေ့တဲ့အချိန်တွေကအချိန်တိုကြာနေပြီမင်းကငါ့ကိုမှတ်မိသေးလားတက်လက်ပိုင်လူကြီးကဝယ်လင်းရဲ့ရှေ့ဆဲပေကွာမှာရက်ပြီးသူ့ရဲ့ကော်ရုပ်ထိုးကိုချွတ်လိုက်ပါတယ်ဟင်းသာပရာကုန်းမြေရဲ့အရှိတ်ကောင်းကင်ကြောက်ခံရဲ့အာနာတက်ချင်းအဆင့်ဘိုးဘေးရဲ့မျက်နှာကလည်းအတော်လေးကိုမကောင်းနေပါဘူးခဏကြာတော့သူကဘိုးဘေးဝင်းညင်ရဲ့တုံးလုံးမှုထံကိုခံလိုက်ရပြီးဒဏ်ရာရသွားခဲ့ပါတယ်ပြီးတော့စွန့်ပစ်ခံမတင်မျိုးနဲ့တိုက်ပွဲစတင်ခဲ့တာကြောင့်တိုက်ပွဲတဲ့ပြန်ဝင်ခင်သူကအနားယူဖို့အတွက်အချိန်မရှိခဲ့ပါဘူး၃ရက်ကြာတိုက်ပွဲမှာ9ရက်မြောက်ဘိုးဘေးကထပ်ပြီးတော့ပေါ်လာခဲ့ပါတယ်သူတို့တိုက်ပွဲတွင်သူ့ထန်ရတွေကလည်းပြန်ပေါ်လာပြီးထွက်ပြေးလာခဲ့ရပါတယ်သူ့ထန်ရတွေကမပြောက်မချင်းကျူချွဲစီကိုမကူညီတော့ဘူးလို့ဆုံးဖြတ်လိုက်တာကြောင့်ကောင်းကင်ကြောက်ခံကိုပြန်လာခဲ့ပါတယ်အဆိုးဆုံးဖြစ်လာမယ်ဆိုရင်တော့ငါဒီဂျိုကနေထွက်သွားတော့မယ်ငါရဲ့ကျင့်ကြံမှုအစိမ့်နဲ့ဆိုရင်ဘဲဂျိုမှမဆိုငါအာနာရှင်တယောက်ဖြစ်လာလိမ့်မယ်ကောင်းကင်ကြောက်ခံကိုမြင်တဲ့အချိန်မှာချူယန်ဖေးကရုတ်တရက်အဝေးကိုကြည့်လိုက်ပါတယ်တရဦးကဝေးမိုးကုတ်ဆောင်ရကနေလမ်းလျှောက်လာပါတယ်ထိုလူကအနီအောင်ဝတ်စုံကိုဝတ်ထားပြီးမျက်နှာကလည်းအသက်ကြီးပြီးရှေ့အောင်ငှက်သက်များထွက်နေပါတယ်သူစီဟာအကောင်းတဲ့ဖီယာကိုလည်းခန်းစားနေရပါတယ်သူကချူယန်ဖေးရဲ့ရှေ့ပေ20ကွာမှရက်ပြီးသူ့ကိုစူးစိုက်ပြီးတော့ကြီးနေပါတယ်ညီကိုချူငါတို့ကမတွေ့ရတာနေ့အတော်ကြာနေပြီအားလုံးကအဆင်ပြေရလားချူယန်ဖေးရဲ့မျက်လုံးများကလည်းတည်ကြည်သွားပြီးထိုလူကိုကြည့်ကရွမ်းချွဲစီအနီအောင်ဝေးုံနဲ့လူကြီးကလည်းခေါင်းမောကတပင်းကိုချပြီးအကိုချူကငါ့ကိုမှတ်မိနေတရားပဲမေးလိုက်ပါအကိုချူဒီတစ်ခါငါမင်းကိုအကြံဉာဏ်တစ်ခုပေးဖို့အတွက်လာတာဟင်းသာပရာဂျိုကနေထွက်သွားပါလက်ရှိရွှမ်းချွဲစီမှာသူ့ရဲ့အရင်ကရှိုးတွေးခဲ့တဲ့ပုံစံလုံးဝမရှိပါဘူးချူယန်ဖေးရဲ့မျက်လုံးများကလည်းအစ်ဆက်သွားပြီးဘောအဆိုးလို့ရလေသူကမေးလိုက်ပါတယ်ရွှမ်းချွဲစီကတော့ခေါင်းခါရမ်းပြီးမင်းကသွားတင်တယ်မင်းရဲ့ကြည်ကြံမှုကငါနဲ့မတူဘူးမင်းကဒဏ်ရာလဲရနေတယ်အကိုချူ
နှစ်တစ်ထောင်အတွင်းပြန်မလာပါနဲ့သူကပြောလိုက်ပါတယ်ချူရန်ဖေရဲ့မျိုးလုံးများလည်းပို့ပြီးတော့အဆက်လာပြီးငါသဘုံတူဆိုရင်ရောရွမ်ချွေစီကလည်းတပြင်းလုံးချပြီးလက်ကုပ်ဝင်လိုက်တော့အနည်းအောင်တစ်သားတစ်ခုကပေါ်လာပါတယ်ထိုအနည်းအောင်တစ်သားအနည်းအောင်မြခိုးတွေဖေပောက်ကွဲသွားပြီးရွှေအောင်လေးနာတစ်ခုကဖြတ်ပြေးသွားကပြင်းထန်တဲ့ဖီယာတစ်ခုကပေါ်လာပါတယ်ရွှေအောင်လေးနာထဲမှာတော့ပုံရိပ်တစ်ခုကပေါ်လာပါတယ်ထိုရာချက်ချင်းပဲချူရန်ဖေရဲ့ရှေ့ကိုရောက်လာပြီးသူ့ကိုညှင်သာစွာနဲ့ပုတ်လိုက်ပါတယ်ချူရန်ဖေရဲ့မျက်နှာမူရာကလည်းချက်ချင်းပဲပြောင်းလဲသွားပြီးအမြန်ပဲနောက်ဆုတ်သွားပါတယ်သူကလက်ကိုဝင်လိုက်တော့သူ့ရဲ့ကောင်းကင်ဘုံစွမ်းရည်များသူ့ရဲ့ရှေ့မှာအမြန်ပဲဆူဝေးလာပါတယ်ဒိုဝါရင်လဝါကကောင်းကင်ဘုံစွမ်းရည်ကိုဖျက်သွားပြီးမြုံနိုင်စရာအလင်းမြန်နှုံးနဲ့ချူရန်ဖေရဲ့ရင်ဘတ်ကိုဖိချလိုက်ပါတယ်ချူရန်ဖေကလည်းသူ့တစ်ပတ်ထွက်လာပြီးအမြန်ဆုတ်ကမိုးကုတ်စွမ်းရည်စီကိုထွက်ပြေးသွားပါတယ်ရွမ်ချွဲစီငါဟင်းတာဗရာဂျိုကနေထွက်သွားမယ်ချူရန်ဖေရဲ့အတန်ကိုဝေးရကနေကြားလိုက်ရပါတယ်ထိုအတန်ထဲမှာတော့စိတ်သက်ကြတဲ့အရေးအုံများပေါင်းနေပါတယ်ဘာလို့သူ့ကိုတက်ခွင့်မပေးတာလဲပုံရင်းကလည်းလက်ကြည့်ပြီးရွမ်ချွဲစီကိုမေးလိုက်ပါတယ်ရွမ်ချွဲစီကတော့ပုံရင်းကိုညင်သက်ဆွမ်းနဲ့ကြည့်ပြီးမင်းကလှုပ်ရှားလိုက်တာနဲ့ကျူချွဲစီကတိသွားလိုက်မယ်တော့ကြောက်စို့သူကပြောလိုက်ပါတယ်သူတို့နှစ်ယောက်စလုံးရဲ့ပုံရင်းကလည်းပျောက်ကွယ်သွားပါတယ်သူတို့ကထွက်သွားတဲ့မိုးတိတ်တွေကအနီအောင်ပြောင်းသွားပြီးကျူချွဲစီရဲ့ပုံရင်းကဖြည်းဖြည်းချင်းပေါ်လာပါတယ်ရွမ်ချွဲထွက်လာခဲ့စမ်းကျူချွဲစီရဲ့မျက်နှာမှာတော့ဒေါသများပြင်းနေပြီးသူကအော်ဟစ်လိုက်ပါတယ်သူ့ရဲ့အော်တန်ချစ်ချင်းပဲအရက်မျက်နှာအလုံးကိုပြန့်နှံ့သွားပါတယ်စီနီယာကိုကြီးငါတို့ရဲ့တိုက်ပွဲဟာမလွယ်မသွေဖြစ်လာမှာငါတို့ကဂိုင်းတူးတွေဖြစ်လာတာနှစ်တစ်ထောင်ရှိပြီဆိုတော့မင်းကပြန်ပြီးတော့ကောင်းလာဖို့အတွက်3လအချိန်ပေးမယ်အဲ့နောက်မှာတော့ဟင်းတာပဒါတောင်ချိန်မှာငါတို့ကတိုက်ခိုက်ကြတာပေါ့ရွမ်ချွဲစီရဲ့အတန်ကလည်းလေထဲမှာဖြည်းဖြည်းချင်းထွက်ပေါ်လာပါတယ်ကျူချွဲစီကတော့အသက်ကိုဖြည်းဖြည်းရှူသွင်းလိုက်ပါတယ်သူ့ရဲ့မျက်နှာအမူအရာကလည်းပြင်းရင်းနေပြီးမင်းရဲ့ရွယ်ချက်ကိုငါသိတယ်ရွမ်ချွဲမင်းကမင်းနဲ့ကစားနေရပဲသူကညှဉ်းညူလိုက်ပါတယ်ပြီးတော့သူကလည်းပျောက်ကွယ်သွားပါတယ်ရွမ်ချွဲစီနဲ့ပုံရင်းကဟင်းတာပဒါကုန်းမြေရဲ့အထက်ကောင်းကင်ထဲမှာဖြည်းဖြည်းချင်းပေါ်လာပါတယ်ပုံရင်းကလည်းဘာလို့သူ့ကိုအချိန်ကြီးအများကြီးပေးရလဲကျူချွဲစီကိုတတ်ဖို့အတွက်အလောက်ထိကြာမှာမဟုတ်ဘူးသူကမေးလိုက်ပါတယ်ရွမ်ချွဲစီကတော့ပုံရင်းကိုကြည့်ပြီးစွန့်ပစ်ခံမတင်မျိုးမျိုးနဲ့မှာငါအပါဝင်အရွက်9ရက်ရှာမန်3ယောက်အရွက်10ရက်ရှာမန်1ယောက်နဲ့မင်းအရွက်17ရက်ရှာမန်1ယောက်ရှိတယ်ငါတို့9ယောက်ကအတူတူကတိုက်မယ်ဆိုရင်တော့ကျူချွဲစီကိုတတ်ဖို့ကမခက်ဘူးထပ်ပြီးတော့ဘိုးဘေးဝင်းညင်တစ်ပိနှစ်ပင်ရပဲမောင်မြင်ခဲ့ယူမယ်အရွက်10ရက်ရှိတဲ့ရှာမန်2ယောက်ကမကြခင်ဆင်းသက်လာတော့မှမို့ငါတို့9ယောက်ဆိုရင်ကျူချွဲစီကိုတတ်ဖို့ကပို့ပြီးတော့လွယ်တယ်ဒါပေမဲ့ကျူချွဲစီကိုအခုချက်ချင်းတော့တတ်လို့မရဘူးပုံရင်းကလည်းခဏတွေးပြီးမင်းကကျဉ်းညက်သူတွေရဲ့ဂျားမှနေတာအရန်အောင်ကြာနေပြီမင်းရဲ့ဇင်းမြုပ်လည်းမေ့သွားပြီမင်းကိုဟင်းတာပဒါနိုင်ငံတွေကိုပို့ဖို့အတွက်မြို့နယ်ဝင်တွေကနှစ်ပေါင်းဘယ်လောက်ထိပိဆက်ခဲ့ရလဲဆိုတော့မင်းကမှတ်မိသေးလားရွမ်ချွဲစီရဲ့မျိုးလုံးများလည်းလင်းလက်သွားပြီးပြောင်းလိုက်ပါတယ်ဘိုးဘေးကြီးငါမင်းကိုနောက်တစ်ခေါက်ထပ်ပြောမယ်ကျူချွဲစီကိုရှော့မတော့နဲ့ကျူချွဲစီမှာကျဉ်းချက်ချင်းချိုးကပါတလင်းကြောက်ဝရှိတယ်ဒုတိယမျိုးဆက်ဟင်းတာပဒါတစိမ့်ခတ်ထားပြီမဲ့နှစ်ပေါင်းထောင်ချီကြာတိုင်းဟင်းတာပဒါတိုင်ရတစိမ့်ကိုဖျက်ဖို့အတွက်နီလန့်ချခဲ့တယ်ရခင်ဟင်းတာပဒါကလည်းအာနေချက်တစ်ခုကိုရှာတွေ့ခဲ့တယ်လက်ရှိဟင်းတာပဒါကြောင့်ငါရဲ့နားလည်မှုရဆိုရင်ငါတို့ကသူ့ကိုတိုက်ရင်သူကတေကန်ဒီမှာဂျိုဘောကျင်းရသူအားလုံးကိုတတ်ဖို့အတွက်ကျင်းချက်ချင်းဂျိုကပါတလင်းကြောက်ကိုဖျက်ဆီးပြလိုက်မယ်အဲ့ဒီအချိန်မှာအရန်အောင်မှာကြီးမားတဲ့အန်နီယာကဖြစ်ပေါ်လာမယ်ဆိုရင်ကျင်းချက်ချင်းမဟာမိတ်ဖေးကဒီကိစ္စကိုကင်တွယ်ဖို့အတွက်လူတွေကိုလွှတ်လိုက်မယ်ငါတို့ရဲ့စွန့်ပစ်ခံမတင်မျိုးမျိုးနဲ့ဟာကျင်းချက်ချင်းမဟာမိတ်ဖေးကိုရင်ဆိုင်နိုင်မယ်လို့မင်းရထင်နေရလားပေါ်ရင်းလူသားကလည်းတိတ်ဆိတ်နေပါတယ်ဒီကိစ္စတွေကငါရဲ့အစီအစဉ်တိုင်းဖြစ်ခဲ့ရင်ငါတို့ကကျင်းရသူတယောက်ကိုနောက်ထပ်ဟင်းတာပဒါဖြစ်အောင်မညှို့နိုင်မှာဖြစ်ပြီးဒီပြဇက်ကိုလည်းဆက်ပြီးတော့လုံနိုင်မှာဖြစ်တယ်ငါတို့ရဲ့စွန့်ပစ်ခံမတင်မျိုးမျိုးနဲ့ရလဲဆက်လက်ရှင်တတ်နိုင်မှာဒါကအကောင်းဆုံးနည်းလမ်းပဲဒါပေမဲ့ဘိုးဘေးမင်းကအရန်လို့တယ်ဒါကြောင့်မင်းရဲ့အရာအလုံးကိုချိုးဖျက်ပြီးငါရဲ့အစီအစဉ်အလုံးကိုဖျက်ဆီးပစ်လိုက်တယ်ရွမ်ချယ်စီကတော့အရန်ဟိုမှာစိတ်ကြနေပါတယ်ငါရဲ့မျိုးအစ်စ်မဲ့အောင်တော့မှာစွန့်ပစ်ခံမတင်မျိုးမျိုးနဲ့ဝင်ဖြစ်ကြောင်းတသိပြဖို့အတွက်မင်းတို့အလုံးကငါ့ကိုဖော်ထုတ်ခိုင်းခဲ့ကြတယ်ဒါကအဓိပ္ပာယ်မရှိလို့ငါထင်တယ်ရွမ်ချယ်စီကဖြင်းချင်းစွာနဲ့ပြောလိုက်ပါတယ်ပထမမျိုးဆက်ဘိုးဘေးငါတို့ကမျိုးနဲ့စုရှင်တန်နိုင်ဖို့ဆိုရင်ကျင်းချက်ချင်းဂျိုကဘာတလင်းကြောက်ကိုရယူရမယ်ပြီးတော့ငါရွေးချယ်ထားတဲ့လူတယောက်ကိုနောက်ထပ်ဟင်းတာပရာဖြစ်အောင်လုပ်ရမယ်အဲ့ဒီခါကျရင်ဒီဂျိုဘောကကျင်းရသူအလုံးကိုငါတို့ကနောက်ကွယ်ကနေထိန်းချုပ်နိုင်လိမ့်မယ်ကျွန်တော်လူလေးယောက်ကိုရွေးချယ်ပြီးတော့ကျွန်တော်ရဲ့အစီအစဉ်ကအောင်မြင်ဖို့ဆိုရင်ရာစုနဲ့နိုင်ငံလောက်ပဲလိုတော့တာနှစ်ပေါင်းများစွာကျွန်တော်စီစဉ်ခဲ့တဲ့အစီအစဉ်ကိုခင်ဗျားတို့ကဖျက်ဆီးလိုက်ကြတာကျူချွဲစီကရွေးချယ်ထားတဲ့စက္ကန့်သူ2ယောက်ကချန်ဖန်နဲ့လူမီတို့ပဲအဲ့ဒီချန်ဖန်ဟင်းတာပရာနီလန်းတွေကိုတင်ယူထားတယ်ဒါကြောင့်လက်ရှိဟင်းတာပရာဝင်းညင်ပြောင်းရွှေ့ဖို့အတွက်ပြင်ဆင်ထားတဲ့ခန္ဓာကိုယ်လို့ကျွန်တော်ယုံကြည်တယ်ဟင်းတာပရာမျိုးဆက်တိုင်းဟာသူတို့ရဲ့တက်တန်းကိုတိုးချဲ့ဖို့အတွက်ဝင်းညင်ပြောင်းရွှေ့နည်းတွေကိုရှာဖွေဖို့အတွက်ကြိုးစားခဲ့ကြတယ်လက်ရှိဟင်းတာပရာကလည်းနီလန်းတစ်ခုကိုတွေးပြီးလို့ကျွန်တော်တို့ယုံကြည်တယ်ဒါကြောင့်ကျွန်တော်ဒုတိယလူကိုရှာခဲ့တာဇီရှင်းပေါ့ကျူချွဲစီရတာဝင်းညင်ရွှေ့ပြောင်းမှုအောင်မြင်ခဲ့ရင်အိုက်ကောင်မလေးရဲ့ထိန်းချုပ်မှုအောက်မှာရှိနေလိမ့်မယ်တကယ်လို့ငါမှားနေခဲ့ရင်တော့ကျူချွဲစီကချန်ဖန်ကိုနောက်ဟင်းတာပရာဖြစ်လာအောင်တကယ်ပြုစုပြထောင်ပေးနေရဆိုရင်တော့သူကနောက်ဟင်းတာပရာဖြစ်လာတဲ့အခါဇီရှင်ရဲ့ထိန်းချုပ်မှုအောက်မှာပဲရှိနေမှာကျွန်တော်ရွေးချယ်ထားတဲ့တတိယလူကတော့ကြောက်ဦးထိုင်အဲ့ကလေးမှာအစိမ်းရောင်ငကားရဲ့သွေးဆက်ရှိတယ်အစိမ်းရောင်ငကားမျိုးနယ်ဟာကျွန်တော်တို့ရဲ့စစ်ပွဲမှာကူညီခဲ့တဲ့အတွက်သူ့ကိုရွေးချယ်ခံရတဲ့လူတစ်ယောက်ဖြစ်ကျွန်တော်ရွေးချယ်ခဲ့တာ
ဒါကြောင့်ဂိုင်းလေးကိုင်းမဟာမိတ်ဖက်ကိုကျွန်တော်သွားခဲ့တယ်သူကတော့လူမီကိုကင်တယ်ဖို့အတွက်ကျွန်တော်ပြင်ဆင်ထားတဲ့လူပဲဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာတစ်ခုကဂိုင်းလေးကိုင်းမဟာမိတ်ဖက်မှာရှိနေတော့မှဝန်လင်းဆိုတဲ့ကျဉ်ကျန်သူလေးတယောက်နဲ့ကျွန်တော်တွေ့ခဲ့တယ်သူ့ရဲ့အရေးချင်းကတော့တာမန်ပဲထူကြတာကလည်းဘာမှမရှိဘူးဒါပေမဲ့သူကတေချင်းနဲ့ရှင်ချင်းရဲ့နယ်ပယ်ကိုနားလဲသဘောပေါက်နိုင်ခဲ့တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်သူ့ကိုစရုပ်သားမြောက်လူအဖြစ်ရုတ်တရက်ရွေးချယ်ခဲ့တယ်အစားကတော့အဲ့လူကိုကျွန်တော်တိတ်ပြီးတော့ဂူးမဆိုင်ခဲ့ဘူးဒါပေမဲ့နောက်ပိုင်းသူ့ရဲ့ဖွံ့ဖြိုးတိုးတက်မှုကကျွန်တော်တို့နောက်မှာအယံအောင်မှာအံ့ဩစေခဲ့တယ်ကောင်းကင်ဘုံနေပြီးမှသူကအနီအောင်လေးပြရဲ့လက်ကိုဖျက်ယူခဲ့တယ်သူကပြန်လာပြီးတဲ့နောက်သူ့ရဲ့ကြင်ကြက်မှုအဆင့်ကအလွန်မြင့်တက်လာပြီးကျူချွဲစီကအယုံကုန်တော်ဖန်ဆားနိုင်ခဲ့တယ်အိုက်ကောင်လေးမှာလည်းလှုပ်ဝက်ချက်တွေအယံအောင်များတယ်တခါတလေကျွန်တော်တော့သူ့ကိုကောင်းမမြင်နိုင်ဘူးဒါကြောင့်နောက်ဆုံးမှာသူ့ကိုကျွန်တော်အစီအစဉ်အတွက်အဓိကလူတစ်ယောက်ဖြစ်ရွေးချယ်ခဲ့တာပဲအခုထိတော့သူကအဓိကရွေးချယ်ထားတဲ့လူပဲပြီးတော့ကျွန်တော်ရဲ့အစီအစဉ်ရဲ့အရေးကြီးဆုံးအစိတ်ပိုင်းလည်းဖြစ်တယ်ပုံရင်းကလည်းခဏစဉ်းစားပြီးနောက်ခေါင်းကိုမောလိုက်ပါတယ်ပြီးတော့သူကရွန်ချွဲစီကိုအစ်ဆက်စော်နဲ့ကြည့်ပြီးပြောလိုက်ပါတယ်ဒီရှင်းပြချက်မလုံလောက်သေးဘူးရွန်ချွဲစီရဲ့မျိုးလုံးများလည်းအတီးပေါက်ဖြစ်လာပြီးပြောလိုက်ပါတယ်ကျင်းချက်ချင်းချိုကပါတလင်းကြောက်ကကျွန်တော်တို့စွန့်ပစ်ခံမတင်မျိုးမျိုးနဲ့ကိုဘယ်လောက်ထိခိုက်နိုင်စေမလဲဆိုတာကျွန်တော်တို့ကမသိဘူးတကယ်လို့တက်ရောက်မှုကရှိခဲ့ရင်ကျင်းချန်သူတွေကဒီဂျိုကိုတိမ့်ပိုက်ပြီးနောက်ဝေးဖွာလာတဲ့မျိုးလုံးဝင်တွေအားလုံးကတိတ်ဆုံးသွားလိမ့်မယ်ခမားနဲ့ကျွန်တော်ပါအပေါဝင်ပေါ့ဒီရှင်းပြချက်ဆိုရင်ရောလုံလောက်ပြီလားပုံရင်းကလည်းထပ်ပြီးတော့စဉ်းစားလိုက်ပါတယ်ပြီးတော့သူကတပြင်းကိုချပြီးပြောလိုက်ပါတယ်မင်းကပထမဆုံးရွေးချယ်ခဲ့တဲ့လူကဘာတူလဲရွန်ချယ်စီကလည်းပြောလိုက်ပါတယ်တရင်ပိုးတဲ့လူကသူ့ရဲ့တောင်ဝင်ကိုပြမြောက်ဖို့အတွက်ဘာအမှားယွင်းမှမရှိခဲ့ဘူးဆိုရင်ကျွန်တော်ရွေးချယ်ထားတဲ့ပထမလူကနောက်ထပ်ဟင်းတာပရာဖြစ်လာလိမ့်မယ်ပုံရင်းကနောက်ဆုံးမှမေးလိုက်ပါတယ်ဘာလို့ချူချွဲစီကိုအချိန်3လပေးရရလဲဘာလို့လဲဆိုတော့သူကချင်းချက်ချင်းချိုးကပါတလင်းကြောက်ကိုအသက်သွင်းတဲ့အထိကျွန်တော်စောက်စိတ်ခြင်းလို့ပဲအခုကျွန်တော်ကဘာမှမလုပ်နိုင်ဘူးဒါပေမဲ့ကျွန်တော်လုပ်တဲ့ခါကျရင်ချူချွဲစီကိုအခွင့်အရေးမပေးဘူးချူနိုင်ငယ်ဒီနေရာရွှေပြောင်းချင်းအပြင်ဘက်မှာဝယ်လင်းကသူ့ရဲ့ကော်ရိုးထိုးကိုချွတ်လိုက်တဲ့တက်လက်ပိုင်လူကြီးကိုကြည့်နေပါတယ်ဝယ်လင်းရဲ့နှလုံးသားကလည်းအနိုင်ငံတုံးလုံးသွားရင်ပဲမျက်နှာကတော့ဘာမှမူရမှမပြပါဘူးသူကပြုံးပြီးတော့မတွေ့ရတာကြပြီနော်အခုကျိုးတက်လက်ပိုင်လူကလည်းကော်ရိုးထိုးကိုဘေးမှာချလိုက်ပါတယ်သူကသူ့ရဲ့တုံလုံးအိတ်ကိုပုတ်ပြီးခွက်တွေနဲ့စပယ်တလုံးကိုထုတ်လိုက်ပါတယ်သူကပြောလိုက်ပါတယ်အခုဝမ်ငါအရက်နေနေလောက်တောက်ချင်တယ်မင်းစီမှာအရင်တော့အရက်တွေရောကြံသေးလားဝယ်လင်းရဲ့မျိုးလုံးများကလည်းကော်ရိုးထိုးကိုကြည့်ပြီးမိမ့်မိန်လေးနေပါတယ်သူကသူ့ရဲ့တုံလုံးအိတ်ကိုပုတ်လိုက်တော့အရက်ပလင်းတလုံးကလက်ထဲမှာပေါ်လာပါတယ်အရက်ကိုကြည့်တဲ့အခါတန်တူးရဲ့ပုံရင်းကသူ့ရဲ့စိတ်ထဲမှာပေါ်လာခဲ့ပါတယ်ထိုနှစ်တွေမှာတန်တူးရဲ့အရက်က10ပလင်းတောင်မှပြေတော့ပါဘူးသူကအရက်ကိုဇွဲပေါ်မှာတင်လိုက်ပါတယ်ပြီးတော့သူကထိုင်လိုက်ပါတယ်ခွက်တစ်ခွက်ကိုမှဲ့ပြီးတော့ကြိုက်ထဲမတောက်လိုက်ပါတယ်ကျိုးထန်းကလည်းပြုံးစီနဲ့ခွက်ကိုယူပြီးပြင်းအောင်လို့ငှဲ့ကတငုံတောက်ရင်ဝိုင်းရတော့အရင်တိုင်းပဲလူကလည်းအရင်တိုင်းပဲဒါပေမဲ့ငါတို့နှစ်ယောက်ရဲ့စိတ်နှလုံးကတော့လုံးဝကိုကွဲပြားသွားပြီပုံဝင်းချင်းကလည်းအရင်လိုပဲဖြစ်နေပြီမဲ့ငါတို့နှစ်ယောက်ကတော့ပြောင်းလဲသွားပြီသူကပြောလိုက်ပါတယ်ဝယ်လင်းကလည်းတွေးတောလိုက်ပါတယ်သူကဝိုင်ကောကိုကန်ရင်ဘာမှမပြောပါဘူးအခုဝမ်မင်းကငါဘာလို့မတည်သေးလဲဆိုတာကိုသိကျင်လားမင်းကငါစီကမိုးထဲကိုယူသွားတော့အချိန်ကိုငါမှတ်မိသေးတယ်ကြောက်ထန်ကလည်းဝမ်လင်းကိုပြုံးစားနဲ့ကြည့်နေပါတယ်ဝမ်လင်းကတော့ခက်အေးပဲအနီအောင်လေးပြရောင်းအောင်ယူမဲ့အစားငါယူလိုက်တာဒါပေမဲ့ငါမယူခဲ့ရင်တော့မှမင်းမအခြားအစီအစဉ်တွေကရှိမှာပဲလို့ငါတော့ရှုံတယ်သူကပြောလိုက်ပါတယ်ကြောက်ထန်ကလည်းရဲလိုက်ပါတယ်သူကနောက်ထပ်ဝိုင်တစ်ခွက်ကိုငှဲ့ရင်အတိတ်ကအကြောင်းတွေကိုမပြောကြနဲ့တော့အကူဝမ်ရဲ့နမေကဒီနှစ်တွေမှာဟင်းသာပရာချိုးပေါ်မှာအတော်လေးကိုကြော်ကြားနေပြီအဲ့ဒါအတွက်ငါမင်းကိုဝိုင်တစ်ခွက်နဲ့ဂုံပြုမယ်သူကပြောလိုက်ပါတယ်ဝယ်လင်းကလည်းပြုံးလိုက်ပြီးဝိုင်တစ်ခွက်ကိုငှဲ့ကကောင်းတောက်လိုက်ပါတယ်ကျူထန်ရဲ့မျိုးလုံးများလည်းတောက်ပွားသွားပြီးအကူဝမ်ကလီယန်ဖေးကိုတက်ပြီးရွှေဦးနိုင်ငံကိုချိတ်ပိတ်လို့မင်းကိုကျေးဇူးတင်တဲ့အနေနဲ့ဒုတိယတစ်ခွက်ကိုဂုံပြုမယ်ထို့သူပြောပြီးတော့သူကဝိုင်ကိုတောက်လိုက်ပါတယ်ဝိုင်နှစ်ခွက်တောက်ပြီးမှတော့သူတို့နှစ်ယောက်ကြားမှာတိတ်ဆိတ်သွားပါတယ်ခဏကြာမှတော့ကျူထန်ကအဝေးကိုကြည့်ရင်အကူဝမ်အကြီးကဲကမင်းကိုသူ့စီကိုလာခိုင်းနေတယ်ရွမ်ချွဲအုပ်ထုပ်ကိုဘလို့အသုံးပြုရမလဲဆိုတာသူကတင်ပြီးဖို့သူကပြောလိုက်ပါတယ်ကျူထန်ကကော်ရိုးထုံးနဲ့လာတာဆိုတော့ဝယ်လင်းကကျူထန်ကရွမ်ချွဲစီနဲ့ပတ်သက်မှုရှိမှန်းသိနေပါတယ်သူတီးတလောက်ဆိုရင်ကော်ရိုးအုပ်ထုပ်ကရွမ်ချွဲစီကလွယ်နဲ့ပေးတတ်တဲ့အရာတော့မဟုတ်ပါဘူးဝယ်လင်းကကော်ရိုးအုပ်ထုပ်ကိုမြင်တော့ကျူထန်ကဘာလို့မသိသေးလဲဆိုတာကိုချက်ချင်းပဲနားလည်သွားပါတယ်ဝယ်လင်းကလည်းခက်အေးပဲရွမ်ချွဲစီကိုငါသူ့စီကိုမလာဘူးလို့ပြောလိုက်ဝယ်လင်းကပြောလိုက်ပါတယ်ကျူထန်ရဲ့မျက်နှာမူရလည်းရှုပ်ထွေးသွားပြီးအကိုဝမ်မင်းနဲ့ငါသူ့ရဲ့ကစားပွဲတွေကကစားကွက်တွေပဲအကြီးကဲကဒီအုပ်ထုပ်ကိုလည်းအခြားတစ်ယောက်ကိုပေးထားသေးတယ်မင်းကသိမှာပါသူ့နာမည်ကစီရှင်သူကပြောလိုက်ပါတယ်ဝယ်လင်းရဲ့မျိုးလုံးများကလည်းတောက်ပေါက်သွားပြီးသူကပြောလိုက်ပါတယ်ကျူထန်ကတော့ခေါင်းခံရပြီးထားရက်ကဝိုင်ယူလိုက်ပါတယ်သူကစိတ်သက်ကြနေတဲ့ပုံစံနဲ့အကိုဝမ်ဒီဝိုင်တစ်ဝက်လောက်ငါ့ကိုပေးပါလားသူကပြောလိုက်ပါတယ်အကိုဝမ်ဒီကြောက်စိမ့်ထဲမှာလူမီရဲ့နယ်ပယ်အကြောင်းအချက်လက်တွေကပါတယ်အကြီးကဲမှာလည်းသူ့အကြောင်းပြချက်တွေရှိတယ်ဆိုတာငါသိတယ်ဒါကြောင့်မင်းကကြည့်မကြည့်ရမင်းပုံမှာရမှုတည်တယ်ကြောက်ထန်ကဝိုင်ပလင်းတစ်ဝက်နဲ့အတူထွက်သွားပြီးကြောက်စင်းကိုထားခဲ့ပါတယ်ဝမ်လီကတော့အနေငယ်စဉ်းစားပြီးသူ့ရဲ့နှဖျားယုံနဲ့ကြောက်စင်းကိုစစ်လိုက်ပါတယ်အချိန်ကကောင်းလာလေသူ့ရဲ့မျက်နှာမူရာမှိုင်းညွတ်လာလေဖြစ်လာပါတယ်လူမီရဲ့တောက်ထော
ထောင်ထဲချီပြီးရက်ဆက်တော်ပြောင်းလဲခြင်းနဲ့ပဲထောင်ပေါင်းများစွာသောခန်းစားချက်အောက်မှာကင်းမဲ့နေတဲ့နှလုံးသားတစ်စုံပါရှိတယ်။အဲ့ဒါကိုငါအရှင်ကသတိထားမိခဲ့ပြီးဒါပေမဲ့လူမီကငါ့ကိုဆက်ပြီးရှုံးနေမယ်ဆိုရင်တော့သူ့ကိုကင်တွယ်ဖို့အတွက်နီလန်တစ်ခုကငါ့မှာရှိတယ်။ဝယ်လင်းကသူ့ရဲ့လက်ချောင်းနဲ့ကြောက်စင်းကိုကြီးမောင်းအောင်လို့ညှိလိုက်ပါတယ်။သူကထပြီးတော့ရှေးအောင်နေရပြောင်းတင်းနေရရှေးပြောင်းချင်းဒီပညာတွေကိုဝင်သွားပြီးစတင်လိုက်ပါတယ်။ပြီးတော့သူကလည်းပျောက်ကွယ်သွားပါတယ်။ချူနိုင်ငံကတော့စွန့်ပစ်ခံမတင်မျိုးမျိုးနဲ့အနည်းဆုံးနိုင်ငံဖြစ်ပါတယ်။ထိုနေရာမှာစွန့်ပစ်ခံမတင်မျိုးမျိုးနဲ့ဝင်နေအများကြီးကရှင်းနေပါတယ်။ချူနိုင်ငံရဲ့မိုးတိမ်ခံရလည်းစွန့်ပစ်ခံမတင်မျိုးမျိုးနဲ့လက်ထဲမှာကြာရှုံးခဲ့တာကြပြီးသူတို့ပေါ်ထွက်လာတဲ့အချိန်မှာဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ကျင်းကျသူတွေအားလုံးရဲ့ခန္ဓာကိုယ်မှာလည်းတတူမြောက်ရိုက်နှက်ထားပါတယ်။တမန်လူတွေကတော့ကံကောင်းပြီးတိတ်ပြီးတော့မထိခိုက်ခဲ့ရင်ပဲစွန့်ပစ်ခံမတင်မျိုးမျိုးနဲ့အလွန်နီးကပ်တဲ့ရွာအနေငယ်ရတာထိုတိုက်ပွဲအတွင်းမှာမတော်တဆထိခိုက်ခဲ့ပါတယ်။ကျင်းကျနိုင်တဲ့ကလေးလေးကိုခေါ်ဆောင်ခြင်းမှလွဲပြီးစွန့်ပစ်ခံမတင်မျိုးမျိုးနဲ့တမန်လူတွေကိုမတက်ဖြတ်ခဲ့ပါဘူး။ထိုနေ့မှာတော့ဝယ်လင်းကချူနိုင်ငံရဲ့အနောက်ဘက်ခြမ်းကတီနီယာရွှေပြောင်းချင်းဒီပညာတွေကနေထွက်လာပါတယ်။ချူနိုင်ငံရဲ့ကောင်းကင်ကလည်းမှိုင်းညွှန်းနေပါတယ်။နှင်ကင်းဖြစ်မဲ့အလင်းရောင်ကမင်းနဲ့နေတဲ့မိုးတိမ်တွေကြောင့်လုံးဝကိုဆုပ်ယူခံရရတယ်လို့ပဲဖြစ်နေပါတယ်။အဝေးကကြည့်လိုက်မယ်ဆိုရင်တော့ညနေခင်းနဲ့ဘာမှမထူးပါဘူး။အမှန်တကယ်ကိုမျက်စိကျစရာကောင်းတာမတင်မျိုးတင်ញမ်းနေကောင်းကင်ကိုဖောက်ထွင်းထွက်လာတဲ့အပိမဲဖြစ်ပါတယ်။အနီးကကြည့်လိုက်မယ်ဆိုရင်တော့အရန်အောင်မှာအံဝန်းစရာကောင်းပြီးကိုအရန်အောင်တင်းငယ်သူလိုခံစားစေရပါတယ်။စွန့်ပစ်ခံမတင်မျိုးမြွနဲ့ဝင်တွေကိုလည်းကောင်းကင်တစ်လျှောက်မှာကျဉ်ကျန်သူတွေနဲ့အတူပြန်တန်းနေတာကိုမြင်ရနိုင်ပါတယ်။ကျဉ်ကျန်သူအားလုံးရဲ့ခန္ဓာကိုယ်မှာလည်းတတူးများရှိနေပြီးသူတို့ရဲ့မျိုးလုံးများတော့မှိုင်းညွှန်းနေပါတယ်။ထို့အပြင်ချူနိုင်ငံရဲ့တစ်လျှောက်မှာထူးဆန်းတဲ့အပင်တွေကမေးမတွက်နိုင်အောင်ပေါက်နေပါတယ်။ထိုအပင်တွေကကြောက်စရာကောင်းတဲ့ပုံစံနဲ့ရွေလျားပြီးအလင်းအမြန်ပဲကြီးထွားနေပါတယ်။ဝယ်လင်းကထွက်သွားပြီးတဲ့ချူနိုင်ငံကအရန်အုံမှာပြောင်းလဲသွားပါတယ်။တီနီယာရွှေပြောင်းချင်းနီးပညာစတင်လည်ပတ်မှုကစွန့်ပစ်ခံမတင်မျိုးမျိုးနဲ့ရဲ့အာယုံကိုဖန်ဆားလိုက်ပါတယ်။ဝယ်လင်းကပေါ်လာတဲ့ချိန်မှာမင်းနဲ့နေတဲ့မိုးတိမ်များကောင်းကင်ကနေပိတ်လာပါတယ်။မင်းနဲ့နေတဲ့မိုးတိမ်ထဲမှာတော့ရှာမန်9ယောက်10ယောက်လောက်ရှိနေပါတယ်။သူတို့ကဝယ်လင်းကိုမြင်တာနဲ့သူတို့ရဲ့တတူအစွမ်းများကိုစတင်ပြီးတော့အသုံးပြုလိုက်ကြပါတယ်။ဝယ်လင်းကတော့တင်းငင်နေပါတယ်။သူကရှာမန်တွေကိုကြီးအောင်မကြည့်ပဲသူ့ရဲ့ခန္ဓာကိုယ်ရွေလျားပြီးပျောက်ကွယ်သွားပါတယ်။သူကပြန်ပေါ်လာတဲ့ချိန်မှာကျိုးယူမှုဖွာလာတဲ့ရွာကိုရောက်နေပါပြီ။ထိုနေရာကလည်းလုံးဝကိုပျက်စီးနေပြီးထူးဆန်းတဲ့အပင်တစ်ပင်ကပေါက်နေပါတယ်။အသက်ရှင်နေတဲ့အရာတစ်ခုမှမကြံတော့ပါဘူး။ဝယ်လင်းကလည်းတပြင်းအောင်ချပြီးထွက်သွားပါတယ်။ဝယ်လင်းကသူတို့စင်မဟုတ်တဲ့အတွက်မိုးတိမ်ခိုင်းအောင်တော့မသွားပါဘူး။သူကသွားပြီးတော့ထိုနေရာကြီးညက်သူတွေရဲ့တတူးကိုဖယ်ရှားပေးမယ်ဆိုရင်ထိုရာကောင်းတဲ့ရာတော့ဖြစ်မလာနိုင်ပါဘူး။စွန့်ပစ်ခံမတင်မျိုးမျိုးနဲ့ရဲ့အမျက်ဒေါသကိုဖိတ်ခေါ်သလိုဖြစ်သွားနိုင်ပါတယ်။ဝယ်လင်းကချူနိုင်ငံကိုဖျက်ဆီးပြီးတော့ပြန်တန်းနေစဉ်မှာစွန့်ပစ်ခံမတင်မျိုးမျိုးနဲ့ဝင်အများပြားကိုလည်းမြင်တွေ့ခဲ့ရပါတယ်။တို့အရင်သူတို့အများစုကအရွက်လေးရဲ့အဆင့်ဖြစ်ပြီးအရွက်9ရဲ့အဆင့်ကတော့အရန်အောင်နေပါတယ်။ဝယ်လင်းကမူလာထိုနေရာထွက်သွားပြီးပြမတိုက်ပွဲနဲ့မျိုးသွားပြီးလေးလေးဝင်းကျင်များကိုစူဆောင်းမှုအတွက်စိတ်ကူးခဲ့ပါတယ်။တို့အရင်ယခုချိန်မှာသူ့ရဲ့နှလုံးသားတုံ့လုံးသွားပါတယ်။အခုချိန်မှာစွန့်ပစ်ခံမတင်မျိုးမျိုးနဲ့ဝင်အများစုကဟင်းသာပရာကုန်းမြေကိုအာယုံဆိုင်နေကြတယ်။ဒီမှာကြံတဲ့လူကတိတ်ပြီးတော့အများဦးလို့ငါထင်တယ်။ပြီးခဲ့တဲ့အချိန်ငါသွားတော့ကတတိယအထက်ကိုပဲရောက်ခဲ့တယ်။ဒီစွန့်ပစ်ခံမတင်မျိုးမျိုးနဲ့မှာပြီးခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကနေစူဆောင်းထားခဲ့တဲ့အရာတွေကအများကြီးရှိလိမ့်မယ်။ငါဒီဂျိုကနေထွက်သွားတော့မှမလို့အနာဂတ်အတွက်ပြင်ဆင်ဖို့အတွက်အဲ့ဒါကိုသွားပြီးတော့စစ်ဆေးတင်တယ်ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့အဆုံးထိကြည့်ရှုပဲအတွက်အားလုံးကျေးဇူးအထူးတင်ရှိပါတယ်